အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာကျွန်မကဒီ home loan calculator နဲ့ပတ်သက်ပြီးတော့ဒီ account excel format တစ်ခုကိုပြင်ဆင်ထားပါတယ်ကျွန်မ format မှာဆိုလို့ရှိရင်ဥပမာပေါ့နော်ဒီမှာကကျွန်မကချီးငွေယူမဲ့လကိုကျွန်မဒီမှာထည့်သွင်းပေးမယ်နောက်ပြီးတော့ဒါကကြတော့တစ်နှစ်မှာ12လရှိလို့စနစ်ကိုထည့်ထားတာဒါကကြတော့ interest rate က15%ဖြစ်တဲ့အတွက်ကျွန်မက15%ကိုဒီမှာထည့်ပြပေးထားပါတယ်လက်ရှိမှာတော့ကျွန်မက principal loan ကိုထည့်သွင်းပြထားတဲ့အတွက်ဒီနေရာမှာ formula ပဲရေးသွင်းထားတာဖြစ်လို့လောလောဆယ်ကိန်းဂဏန်းတွေဘာမှမရှိဘူးပေါ့နော်လက်ရှိကျွန်မက principal loan အနေနဲ့350ချီးငွေကိုသာယူခဲ့မယ်2 year period နဲ့interest rate ကတော့15%နဲ့ချီးငွေယူခဲ့မယ်ဆိုရင်ကျမတို့ကဒါစုစုပေါင်း24လပေါ့နော်24လကို settlement လုပ်ရမှာကတစ်လကို2,42,433ဖြစ်ပြီးတော့အဲ့ဒီမှာကျမက principal နဲ့ပတ်သက်ပြီး settlement လုပ်တဲ့ amount ရယ် interest ကိုပေးတဲ့ amount ရယ်လက်ရှိတစ်လချင်းစီမှာကျန်တဲ့ outstanding amount ရယ်ဆိုပြီးကျမဖော်ပြထားပါတယ်ဒါအပြင်24လစလုံးကိုအကုန်လုံးအပြည့် calculation လုပ်ထားတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီ interest ကဒီ24လစာအတွက်ကိုကျမကဘဏ်ကိုဘယ်လောက် interest ပေးခဲ့ရလဲဆိုရင်စုစုပေါင်း8,18,398ကဒီမှာ total interest အနေနဲ့ဒီမှာလက်ရှိဖော်ပြပေးထားပါတယ်ဖော်ပြထားတယ်ပေါ့နော်ဒီကြားထဲမှာကျမတို့ဘက်ကနေပြီးတော့လုံးကိုစောစောစီးစီးပေးချေခြင်းတယ်ဥပမာ6လလောက်ရောက်တဲ့အချိန်မှာကျမက10သိန်းလောက်ကိုextra payment အနေနဲ့ပို့ချေလိုက်မယ်ပေါ့နော်ပို့ချေလိုက်မယ်ဆိုလို့ရှိရင်ကျမရဲ့ဒီ formula မှာဆိုလို့ရှိရင်ပို့ချေလိုက်တဲ့အတွက်ကျမတို့က interest မှာလည်း5,98,981ကျပ်ပဲပေးရပြီးတော့ interest saving အနေနဲ့2သိန်းကျော်က2,19,429ကျပ် saving ဖြစ်သွားပြီတိုင်း saving အနေနဲ့ကြည့်မယ်ဆိုရင်တော့5လ saving ဖြစ်မယ်ပေါ့နော်ဒါကိုဒီဟာနဲ့ပတ်သက်ပြီးတော့ကျမကဥပမာပေါ့နော်payment settlement ကိုတော့ amount ကိုတော့မလျှော့ချင်ဘူးဒါပေမဲ့payment term ကိုကျမတို့ကလျှော့ချင်တယ်ဆိုလို့ရှိရင်တော့ဒီနေရာမှာ filter တက်ပြီးတော့ reduce term ကိုရွေးလိုက်မယ်ဆိုရင်ငကိုက24လ settlement လုပ်ရမယ့်ငွေကနေပြီးတော့ဒီမှာ10သိန်းကိုပေးချေလိုက်တာဖြစ်တဲ့အတွက်ကျမတို့က payment term ကို reduce လုပ်လိုက်တာမို့လို့24လကနေပြီးတော့16လနဲ့ကြည်သွားမှာဖြစ်ပါတယ်။ဒါဆိုရင်ကျမတို့ကတိုင်း saving အနေနဲ့ကြည့်မယ်ဆိုရင်ဘယ်နှလတိုင်း saving ဖြစ်သွားလဲဆိုတော့5လကြိုပြီးတော့တိုင်း saving ဖြစ်သွားတယ်။တကယ်လို့အဲ့လိုမျိုး reduce payment term ကို short တဲ့ method မျိုးမဟုတ်ပဲကျမတို့ကဒီ payment settlement amount ကို payment reduce payment amount ကို short ပြီးတော့settlement လုပ်ချင်တယ်ဆိုရင်တော့ဒီမှာ reduce payment ကို select လုပ်လိုက်ရုံနဲ့ရပါတယ်။ဒါဆိုလို့ရှိရင်ပထမ6လကတော့2,42,200နဲ့ payment settlement လုပ်နိုင်ပြီ။ကျန်တဲ့လဘယ်နှလဖြစ်မလဲဆို18လကတော့ reduce payment ဖြစ်တဲ့အတွက်1,800,000နဲ့48ကျပ်ကို8ကျပ်ပဲပေးဆောင်အောင်မှာဖြစ်ပါတယ်။ဒါဆိုရင်24လပြည့်တဲ့အချိန်မှာတော့အကုန်လုံးကကြည်သွားမယ်ပေါ့နော်။နောက် early extra payment ကိုစောစောစီးပေးချေလိုက်တာဖြစ်တဲ့အတွက် total interest က8သိန်းကနေပြီးတော့6,9,500ပဲပေးချေရပြီးတော့ saving အနေနဲ့1,22,926ကျပ်ဖြစ်မယ်။ reduce payment ဖြစ်တဲ့အတွက်တိုင်း saving ကတော့0 မှတ်ဖြစ်သွားပါမယ်ရှင်။အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်။